ဒီစီးတွေပါရောင်းလဲနေနိုင်ပြီဆိုတော့လက်အစ်စ်တွေပါရလက်အစ်စ်ကဘာဖြစ်ပါဘူးဘာဖြစ်လို့လဲငကူလေးအကောင်းလို့ဟိုဒါဖြင့်ခါအောင်ဘာဖြစ်ပါဘူးကောင်းပါလေဒါနဲ့မဥစားကျမလည်းစွန့်ကြိုက်မပေါ့ဒီရှင်ကလည်းစွန့်နေဖို့ချင်းမဟုတ်ဘူးဒီကနေ့မဥစားဘာရည်တီကိုလာပူတာဖြစ်ဟုတ်လားစွန့်ညိုက်လာပို့တာလည်းမဟုတ်ဘူးဘာရည်တီကိုလာဖူးတာလည်းမဟုတ်ဘူးအရင်စိုးရင်ရတယ်ဒီကန်ဒီလူနာတယောက်ကိုလာမေးတာရန်စိုးရင်ရတယ်ဒီကန်ဒီလူနာမှာဟုတ်ကျုပ်ဟာကျုပ်ကဘာမှမဖြစ်ပါဘူးဒီတန်ရာလေးပဲကြံတော့လားဒါပဲလားမဟုတ်ဘူးကြံလေးဒီထဲမှာကြံလေးအကဲခံလိုက်ရလို့လားဟုတ်တယ်အရှင်မထဲမှာနာကျင်နေတာအားနာကျင်နေတာလေမောက်စားရဲ့ဒီဘာတို့အဖွဲကတော်တော်ဆိုးတာပဲကန်ချက်ကတော်တော်ပြင်းသွားတယ်နဲ့တူတယ်နော်ဟုတ်ပါတယ်မောက်စားကန်ချက်ကပြင်းနေဒါပေမဲ့လေဟောဒီရှင်မထဲမှာအရန်ကိုတဆစ်စစ်နဲ့နာကျင်နေတာတိမ်မတက်ပါပဲမောက်စားရဲ့ဘလို့ဖြစ်ရလဲမောင်ကြီးရဲ့ပြောစမ်းမအောင်မောက်စားကိုစိတ်ပူအောင်မလုပ်ပါနဲ့ဟိုရှင်မထဲကအတန်ရာလေမောက်စားကိုမြင်မိရဲ့နေရာစားပြီးတော့ရလာတာပါချစ်မြတ်လို့ရှင်မဖြစ်လာတဲ့တန်ရာပါဒီတက်ဒီဘဝမှာလေမောက်စားရဲ့မြစ်တာဟုတ်လားမရရင်ဟာရှင်မထဲကခံစားရတဲ့ဝေဒနာနဲ့တေပွဲဝင်နေမယ်မောက်စားဟုတ်ဒါရီရတန်ရာကိုကုစားပြီးမှမဟုတ်တယ်မောက်စားကုစားပြီးပါနော်မောက်စားသမီးကိုအခေါ်လွှတ်လိုက်တယ်ဆိုတော့ဘယ်အကြောင်းများကြောင့်မှလဲပါသမီးကိုအခေါ်လွှတ်ရတဲ့အကြောင်းကတော့ငါသမီးလေးဘဝနောင်ရေးအတွက်ပဲတူရှင်သမီးဘဝနောင်ရေးကိုအဖဘယ်လိုများစီစဉ်ထားရပါလဲခုတော့မပြောမဖြစ်ပြောရတော့မှာပဲသမီးအဖကလည်းအသက်အရွယ်ရလာပြီလေငါသမီးလေးကလည်းအရွယ်ရောက်လာပြီဆိုတော့တင့်တော်တဲ့လူလင်တယောက်ယောက်နဲ့ငါသမီးလေးကိုအိမ်တော်ရတာချပေးလို့ပဲသမီးလေးနဲ့တင့်တော်တဲ့လူလင်တယောက်ယောက်ကိုတော့ငါတို့မှာအဖရှာအောင်မှာပါလေအဖရဲ့သမီးအတွက်အိမ်တော်ဘက်ကိုသမီးကိုယ်တိုင်ပဲရွေးချယ်ပြရစီဘာဖြစ်လို့လဲဆိုတော့သမီးနဲ့တဘဝလုံးပေါင်းဖက်ရမယ်သူဆိုတော့တယောက်ကိုတယောက်တရားစီရှိမှဖြစ်မှာအဖရဲ့ငါသမီးလေးပြောတာလည်းဟုတ်တာပါလေမိတို့ပင်ဖြစ်စီငါသမီးလေးရဲ့နောင်ရီဘဝတစ်လျှောက်လုံးကိုကြင်ကြင်နာနာနဲ့စောင့်ရှောက်နိုင်တဲ့လူတွေ့ပါစေလို့ပဲအဖဆုတောင်းလို့ပြီးတဲ့စုနဲ့ပြည်ပြရစီအဖငါသမီးလူဆက်ရှိတော့လုပ်ပါနော်ကိုရင်သေးပါဆွမ်းရတော့အမခံမဲ့ဗျမင်းဆရာကြီးတည်စီမှာလာတင်တဲ့အဖွဲထဲမှာကိုရင်သေးပါတော်တော့ဒိတ်ပါပဲရောင်းရဲ့ကြံတဲ့လူမှမဟုတ်တာပြတ်တာရတက်လာဆမ်းပါဟာဒီညီနောင်ဘာတွေအရေးကြီးတဲ့ကိစ္စတွေရှိနေတာပါလေတခုခုတော့တခုခုပဲရောင်းရင်ကျုံနဲ့လိုက်ခဲ့ဟာလေအားရတဲ့တားတို့ညီနောင်တို့ကိုခေါ်လွတ်တယ်ဆိုလို့ပါဘလို့အရေးကြောင်းကိစ္စများရှိပါတယ်လေပါရတဲ့ရှိတာပေါ့ညီနောင်တို့ရဲ့ကပ်ပြရကြီးရတယ်ကျမကြီးသိမကောင်းပါရတဲ့လေတောထဲဝင်ပြီးတော့ဆေးမဆေးတွေရှားမယ်အဲ့ဒါလက်ခဲ့ကြပေါ့တားတို့လိုက်မှာပေါ့ဟောပါရဲ့တားတို့လည်းတောထဲကိုမရောက်တာကြာပြီဆိုတော့ဘာရတဲ့ခေါ်တာနဲ့အတော့ပါပဲပါရတဲ့တောထဲတောင်ထဲမှာဆိုတာအပြောဆိုနေစင်ကြင်ရတယ်ကွယ်
နောက်ပြီးတော့တတိဝရလည်းရှိရမယ်နော် တားတော့သိကြပါပါသိကြပါ ဒါဆိုရင်တွားကြတော့လိုက်ကြနော် ဟုတ်ကဲ့ပါဖိုင် မောင်တို့ဘာကြီးကြည့်နေတာလဲကွ ဟာဟေးမင်းဆရာရသေးရအတုံးမကြတဲ့ညီနောင်နှစ်ယောက်ကိုတော်ရဲခေါ်သွားရတယ်လို့ဗျာတကယ်တမ်းတော်ရဲကိုခေါ်သွားတဲ့နာကကျုပ်ဒိတ်ပလို့အရေးချင်းရှိတဲ့လူတစ်ယောက်ကိုခေါ်သွားမှာဗောအဖရဲ့ ဟုတ်တယ်ဒါဆိုရင်မင်းတို့ကိုယ်တိုင်မင်းဆရာရတဲ့စီတွားပြီးတော့ရှောက်ဖို့ကွာ ဟာဖားလေဗျာ ဘာဟိုမိဖို့တကူပါလားမိခွေကထွက်နေ တော်တဲ့တောင်ထဲမှာဘယ်လိုပုံပုံတွေကမီးလာဖိုးသွားလဲပါ တန်ဖို့ကအနဲ့သာထိုက်တဲ့ပစ္စည်းထိုက်တော့ရမှာ